မင်္ဂလာနံနက်ခင်းပါရှင် STV တင်ဟောင်းဒီ lifestyle ရဖြစ်ပါတယ်ရှင်မနေ့မုံရငါရှင်ကနေပြီးတော့လာရောက်ဟိုတန်းတော့ပြပါတယ်အခုဆိုရင်စစ်တော်မှာဖြစ်ပါတယ်ရေရွေးများအိတ်ကြောက်တဲ့ဒါသမီးငါသားလူတန်းရတယ်ကျိုးအတူမင်းကြောင့်ဒီလားကိုသမာဓိကိုပညာကိုတို့ကိုလည်းယုံကြည်ဖို့ပဲကျတဲ့ကျိုးအတူမင်းကြောင့်ဘုရားရေကိုယ်တော်ကြီးသာသနာ့ပြုနဲ့ကျုံရဲ့ကျေးဇူးကြီးဖြစ်တဲ့အဘလည်းဝိဇာတော်ဘုရားကြီးရဲ့သာသနာ့ပြုနဲ့ကျုံရဲ့လူရည်ကြီးလူလာဖြစ်တဲ့အောင်ကျော်မစကားကျော်မကကာယသတိဝေဒနာတိစိတ်ဓာတိဓမ္မသတိသတိပဋ္ဌာန်တရား၄ပါးကြီးတဲ့ဘဝတည်းနဲ့ငါတို့ဒီဧကသားတွေကြည်လိုက်ကြတဲ့အာထုံနိုင်တဲ့ပုဂ္ဂိုလ်လူပုဂ္ဂိုလ်တွေပြီးကြပြီကြီးတဲ့ဘဝနဲ့ပြည်ပေသာကုန်ကျုံးတဲ့ယဟန္တာကြီးယဟန္တာမှာကြီးတယ်ပြည့်လိုက်ပါစေကုန်ပြီဆရာတော်များပေးတဲ့ဆုနဲ့ပြရပါလို့ရှင်ဗျာတာဒုပါဗျာကတ်လိုက်ပါနော်ရေချမ်းသာဒီပြဿနာသူ့ကိုကြည့်ပြီဟုတ်ပါတော့မင်္ဂလာရှိသောမနေ့ခင်းပါရှင်ပသိမ်သက်တော်ရှိရေစင်းဆရာတော်ကြီးရဲ့သာသနာပြုနေတဲ့တာမညမြည်ထဲမှာဖြစ်ပါတယ်ရှင်လုတ်ကွင်းထဲမှာရိုက်ကူးနေတာပါ